တရဏဂုံကိုစိကတ်ထားတဲ့ပုဂ္ဂိုလ်ဘုရားတရားတန်ခါယရဏသုံးပါးလို့ဆိုတဲ့တရဏကိုကိုယ်ဝယ်စိကတ်တဲ့ဥပဒကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုယ်ဝယ်တဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်တန်ခါကလည်းပဲတကယ်အာယုံပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်မို့လို့ဘုရားတရားတန်ခါကိုကိုယ်ွယ်စိကတ်လို့ရှိရင်တဲ့မြတ်စွာဘုရားယေကေစိဗုဒ္ဓံတရဏံကတာတေနတ္တေခမိတ်တန္တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည်ရဲ့နဲ့တရဏဂုံစိကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတူကဗုဒ္ဓဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းဘာလုပ်လဲလို့ဆိုလို့ရှိရင်တန်ခါလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တဲ့ရေလုပ်သားတဲ့နော်ရေလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့တေကနီးကြတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလာထင်တာပဲဒါတဘာဝပဲကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးကြလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲသူလည်းတေကနီးကြတော့သူလှုပ်လာခဲ့တာငါးတွေဖန်သက်ရောင်ချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအရေးမဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှိရင်ငရဲကြမှာတေချာနေပြီအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့တကားကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားပြီးတော့သူ့ကိုအားပေးစကားပြောပြီးတော့အကိုရမဲ့ဖြစ်နေတဲ့အချိန်လေးမှာမင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်ဆိုမလားဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိဆိုတာချပေးတာလိုက်ဆိုလိုက်တယ်သံဃာတရဏံကိစ္ဆာမိလည်းဆိုလိုက်ရောမေးကပြုတ်ကျသွားပြီးရှားကလေးသွားတော့မဆိုနိုင်တော့၅ပါးသိလားအဲ့ဒါလို့ဆိုရင်းနဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏံကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ပဲနဲ့ဘုံမစိုးနှက်သွားဖြစ်တယ်နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဝါးကနဲ့သွားဖြစ်တယ်အဲ့တော့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတဲ့အရှင်ဘုရားတဲ့သူဘုံမစိုးနှက်ဖြစ်တဲ့အကြောင်းပြောတယ်ရှင်ဘုရားက